နှစ်ပေါင်း900ကျော်တိုင်ခိုင်မာရက်တည်ခဲ့တဲ့ဂျိုးစွန်းမင်းဆက်ရဲ့သမိုင်းကြောင်းကကျွန်တော်တို့ကိုရှေးဟောင်းကိုရီးယားရဲ့နာနေတဲ့အတိတ်စီကိုခေါ်ဆောင်သွားပါလိမ့်မယ်။ကိုရီးယားရဲ့ပေါင်ပိုက်တဲ့ကာလတွေကနေပေါ်ထွန်းလာခဲ့တဲ့စစ်သူကြီးအီဆောင်ခဲ့တာဘလို့ခက်ခဲတွေကိုကြော်ပြပြီးဂျိုးစွန်းနိုင်ငံတော်ကိုတည်ထောင်ခဲ့တာလေ။ဒီမှတ်တမ်းရုပ်ရှင်မှာမင်းဆက်အစောပိုင်းရဲ့ရှုပ်ထွေးတဲ့နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့ရည်ကြီးမှုအခြေခံအုံမြစ်တွေကိုအတူတူလေ့လာကြည့်ကြအောင်ပါ။စစ်သူကြီးအီဆောင်ရဲဆိုတာဘုံဘစစ်တီတွေဂျပန်ပင်လယ်ဓမြတွေနဲ့တရုတ်ပြည်ကရက်တာမန်တပ်တွေကိုတွန်းလှန်ရမှာထူးချွန်ထက်မြက်တဲ့စစ်ရေးစွမ်းရည်တွေကြောင့်နာမည်ကြီးခဲ့သူပါသူ့ရဲ့စစ်ပွဲအောင်ပွဲတွေကပြည်သူလူထုရဲ့ချစ်ခင်လေးစားမှုကိုရရှိစေခဲ့ပြီးအာဏာရရှိဖို့အခွင့်အလမ်းတွေကိုဖန်တီးပေးခဲ့ပါတယ်သူ့ရဲ့ဥဆောင်မှုအောက်မှာဂိုလီယောနိုင်ငံဟာတည်ငြိမ်မှုအချို့ကိုပြန်လည်ရရှိခဲ့ပါတယ်1388ခုနှစ်မှာစစ်သူကြီးအီဆောင်ရဲကိုရိုးတုံးကိုတိုက်ခိုက်ဖို့အမိန့်ပေးခဲ့ပါတယ်ဒါပေမဲ့သူကအကြောင်းပြချက်၄ချက်ကလေးဒီအမိန့်ကိုညှင်းဆန်ခဲ့ပါတယ်နိုင်ငံငယ်လေးကနိုင်ငံကြီးကိုမတိုက်သေးဘူးနွေရာသီစိုက်ပျိုးချိန်ဖြစ်တဲ့မိုးရာသီမှာစစ်ချီတာအန္တရာယ်များတယ်နိုင်ငံရေးအခြေအနေမတည်ငြိမ်ဘူးစတဲ့အချက်တွေနဲ့သူဟာသူ့စစ်တပ်ကိုဝီဝါရိုကနေဂိုလီယောမြို့တော်စီကိုပြန်လှည့်ခဲ့ပါတယ်ဒီလိုနဲ့သူဟာအာရာကိုသိမ်းပိုက်ခဲ့ပြီးဂျိုးစွန်းမင်းဆက်ကိုတည်ထောင်ဖို့လမ်းခင်းခဲ့ပါတယ်ဒါဟာကိုရီးယားသမိုင်းရဲ့အရေးကြီးတဲ့အလှည့်အပြောင်းတစ်ခုပါပဲအီဆောင်ရဲ့အဓိကပြိုင်ပွဲဖြစ်တဲ့အမျိုးသားသူရဲကောင်းဗိုလ်ချုပ်ချွဲအောင်ကိုအနိုင်ယူပြီးတော့ကွပ်မျက်ခဲ့ပါတယ်ဗိုလ်ချုပ်ချွဲအောင်ကသူ့တင်းချိုင်းပေါ်မှာမျက်ပင်တစ်ပင်မှမပေါက်ရောက်စေရဘူးလို့ကြိမ်ဆိုခဲ့ပါတယ်ဒါဒါကြီးရဆိုရင်တော့1986ခုနှစ်ထိသူ့တင်းချိုင်းမြေပေါ်မှာမျက်ပင်တွေတကယ်ပဲမပေါက်ခဲ့ဘူးလို့ပြောကြပါတယ်ဝေါသမိုင်းမှာထူးဆန်းတဲ့ဖြစ်ရပ်တစ်ခုဖြစ်ယနေ့တိုင်းမှတ်တမ်းတင်လျက်ရှိပါတယ်ဂျိုးစွန်းမင်းဆက်ရဲ့မြို့တော်ကိုခဲဆောင်ကနေဟန်ယန်အခုခေတ်နေတယ်ဆိုရင်တော့ဆိုးမြို့လို့ခေါ်တဲ့နေရာကိုပြောင်းရွှေ့ခဲ့ပါတယ်ဒီလိုပြောင်းရွှေ့ရမှာဘူမိဗေဒပညာဖြစ်တဲ့ဖုံးစုကြီးကိုအခြေခံပြီးရွေးချယ်ခဲ့တာပါမြန်မာလိုဆိုရင်တော့ဖုံးရွှေ့ပညာပေါ့ဗျာတောင်တန်းတွေနဲ့မြစ်တွေကြားမှာတည်ရှိတဲ့ဆိုးမြို့ဟာစွမ်းရည်အကောင်းဆုံးနေရာဖြစ်ပြီးဂျိုးစွန်းမင်းဆက်အတွက်တာယာဝါပြောမှုနဲ့ကျွဲဝါချမ်းသာမှုကိုဆောင်ကျဉ်ပေးနိုင်မယ်လို့ယုံကြည်ခဲ့ပါတယ်အကြံပေးပုဂ္ဂိုလ်ဖြစ်တဲ့ဂျောင်းတို့ကျိုးရဲ့လွှမ်းမိုးမှုအောက်မှာဂျိုးစွန်းမင်းဆက်ဟာကွန်ပျူတာဝါဒကိုနိုင်ငံတော်ဘာသာအဖြစ်လက်ခံကျင့်သုံးခဲ့ပါတယ်ဗုဒ္ဓဘာသာကိုဖိနှိပ်ခဲ့ပြီးကွန်ပျူတာတန်ဖိုးတွေဖြစ်တဲ့မိသားစုပေါ်သစ္စာစောင့်သိခြင်းရိုသေလေးစားခြင်းပညာသင်ကြားခြင်းစတာတွေကိုလူ့အဖွဲ့အစည်းရဲ့အခြေခံအုတ်မြစ်ဖြစ်ချမှတ်ခဲ့ပါတယ်ဒါဟာဂျိုးစွန်းခေတ်ရဲ့လူမှုရေးနဲ့ယဉ်ကျေးမှုဆိုင်ရာအသွင်ပြင်ကိုအကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်ဂိုလီယောမင်းဆက်ကိုအာဏာသိမ်းပြီးဂျိုးစွန်းမင်းဆက်ကိုတည်ထောင်ခဲ့တဲ့အီဆောင်ရဲဟာထဲကျိုးဘရင်ဆိုတဲ့အမည်နာမနဲ့နန်းတက်လာပါတယ်ဒီဘရင်ထဲကျိုးနန်းဆန်တဲ့အစောပိုင်းကာလမှာထီးတန်းဆက်ခံရေးအတွက်တားတော်တွေကြားမှာပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်ဒီတိုက်ပွဲတွေကိုဒေသများရဲ့ပြိပက္ခဝမ်းကြရဲ့နန်းလို့တမိုင်းမှာမှတ်တမ်းနေခဲ့ပါတယ်အထူးသဖြင့်ပစ္စမမြောက်သားတော်အီဗန်ဟာသူ့ပြိုင်ဘက်တွေနဲ့မွေးချင်းညီကိုတွေကိုပါတပ်ဖြတ်ပြီးထီးတန်းကိုသိမ်းပိုက်ခဲ့ပါတယ်နောက်ပိုင်းမှာသူဟာဘရင်ထဲကျုံဖြစ်လက်တက်ခဲ့ပြီးဂျိုးစွန်းနိုင်ငံတော်ကိုခိုင်မာအောင်တည်ဆောက်ခဲ့ပါတယ်နန်းဆိုပြီးတော့ဒေါသထွက်နေတဲ့ဘရင်ထဲကျုံဟာဟန်ဟုံကိုပြန်ဆုတ်ခွာသွားခဲ့ပါတယ်သူ့သားဖြစ်တဲ့ဘရင်ထဲကျုံကသူ့ကိုပြန်လဲသိမ်းမြတ်ဖို့တာတမန်တွေအများကြီးဆေလွတ်ခဲ့ပေမဲ့ဘရင်ထဲကျုံကသူတို့တပ်ပစ်ခဲ့တယ်ဒါမှမဟုတ်ပြန်မလာနိုင်အောင်လုပ်ခဲ့တယ်လို့ဆိုကြပါတယ်ဒါကြောင့်ကိုရီးယားမှာအလုပ်တစ်ခုသွားပြီးပြန်မလာတော့သူကိုဟန်ဟုံချာစာလို့တင်စားခေါ်ရတဲ့စကားပုံတစ်ခုဖြစ်ပေါ်လာခဲ့ပါတယ်ဒီစကားပုံဟာယနေ့တိုင်းကိုရီးယားလူမျိုးတွေရဲ့နှုတ်ဖျားမှာရေပန်းစားနေသေးပါတယ်ဒါဆိုရင်တင်းစီကနေထွက်သွားပြီးတော့ပြန်မလာတော့တဲ့သူမကိုလည်းဟန်ဟုံချာစာလို့ခေါ်လို့ရတယ်ဥပမာလမ်းထိပ်မုံသွားဝယ်လိုက်အောင်ပဲဆိုပြီး reply ပြန်မလာတော့တာမျိုးလို့စသဖြင့်ဖြစ်ပါတယ်အဲ့ဒါဆိုရင်ဟန်ဟုံချာစာလို့အမည်ပြောင်းပေးထားလိုက်ပါဒီလိုနဲ့ဂျိုးစွန်းမင်းဆက်ရဲ့အစောပိုင်းတမိုင်းဟာစစ်ပွဲအောင်ပွဲတွေနိုင်ငံရေးပြိပက္ခတွေယဉ်ကျေးမှုဆိုင်ရာပြောင်းလဲမှုတွေနဲ့လူသားတွေရဲ့စိတ်ခံစားမှုတွေနဲ့ပြည့်နှက်နေခဲ့ပါတယ်ဒီခန္ဓာထဲဝါတဲ့တမိုင်းကြောင့်ကိုလေးလာခြင်းအဖြစ်ကိုရီးယားနိုင်ငံရဲ့အတိတ်ကိုပုံပုံနားလည်နိုင်ပြီးသူ့ရဲ့ကြွယ်ဝတဲ့အမွေးနှစ်တွေကိုတန်ဖိုးထားတတ်လာမှာအမှန်ပါပဲဂျိုးစွန်းမင်းဆက်ရဲ့တမိုင်းဟာယနေ့ခေတ်ကိုရီးယားရဲ့အုတ်မြစ်ပဲဖြစ်ပါတယ်